ရာသီမှာဝတ်လက်ရှိရဲ့အထည်ရဲ့ပိတ်စအကြောင်းပြပြပေးပါဆိုလို့ဒီနေ့ပြပြပေးမှာဖြစ်ပါတယ်မြန်မာနိုင်ငံစောင်းရာသီဆိုတာသိရတဲ့အတိုင်းပဲတခြားနိုင်ငံတွေလိုမျိုးအရန်ကြီးအေးတာမဟုတ်ပေါ့နော်။ကုန်းကြီးတွေအထူးကြီးတွေဝတ်လို့မရဘူး။တချို့ဒေသတွေမှာဒါစောင်းရာသီရဲ့အေးတဲ့အရာသာကိုခံစားရတာဖြစ်တယ်။စောင်းရာသီမှာဝတ်လို့ရမယ် stylish လုပ်လို့ရမယ်ပိတ်စတချို့ကိုဒီနေ့ပြပြပေးမှာဖြစ်ပါတယ်။ပထမအောင်ဆုံးပြပြမယ့်ပိတ်စကတော့ဒီနေ့ဂျင်းပိတ်စပဲဖြစ်ပါတယ်။ဂျင်းပိတ်စတွေကဆိုလို့ရှိရင်ဂျင်းဂျက်ကက်တွေဂျင်းပေါင်းမီတွေဆိုပြီးတော့ချုပ်ကြရပေါ့နော်ဂျင်းပေါင်းမီတွေဆိုလို့ရှိရင်ဘယ်နိုင်ငံမှာမဆိုဘယ်သူမဆိုဘယ်ရာသီမဆိုဝတ်ကြတယ်ဒါပေမဲ့မြန်မာနိုင်ငံကစောင်းရာသီမှာအရန်မအေးတဲ့အတွက်ကြောင့်မလို့ဒီနင်းဂျင်းဂျက်ကက်တွေကိုအပေါ်ကလေယာဖြစ်နေဝတ်လို့ရတယ်ပူတဲ့ခါကြလို့ရှိရင်လည်းချွတ်ထားလို့ရတယ်ဒုတိယပိတ်စကတော့ wool လို့ခေါ်တဲ့သုံးမွေးပိတ်စပဲဖြစ်ပါတယ်သုံးမွေးပိတ်စဆိုလို့ရှိရင်တဘာအနေနဲ့ရတယ်အခုနောက်ပိုင်းဆိုလို့ရှိရင် synthetic လို့ခေါ်တဲ့လူလုံးသုံးမွေးပိတ်စတွေလည်းထွက်လာတယ်ဈေးကွက်ထဲမှာဆိုလို့ရှိရင်တော့ synthetic wool တွေကပို့ပြီးတော့ဈေးသက်သာရပေါ့နော်ဝယ်ရတာအဲ့တော့ wool ပိတ်စတွေနဲ့ဘာတွေချုပ်လဲဆိုလို့ရှိရင် jacket တို့ကုတ်အင်ဂျီတို့ချုပ်ပါတယ်ဒီမြန်မာနိုင်ငံစောင်းရာသီအတွက်ဆိုလို့ရှိရင် wool အပါးသားတွေကအသင့်တော်ဆုံးဖြစ်ပါတယ်တတိယမြောက်ပိတ်စကတော့ knit လို့ခေါ်တဲ့သုံးမွေးချီထိုးတဲ့ပိတ်စကိုပြောတာဖြစ်ပါတယ်ဒီသုံးမွေးချီထိုးတဲ့ပိတ်စတွေကဆိုလို့ရှိရင် cardigan အဖြစ်နဲ့ရော sweater အဖြစ်နဲ့ရောစောင်းရာသီမှာ styling လုပ်လို့အကောင်းဆုံးပိတ်စပဲဖြစ်ပါတယ်စလုံးသားမြောက်ပိတ်စကတော့ corduroy လို့ခေါ်တဲ့ corduroy ပိတ်စချီကတီဘာသားကိုပြောတာဖြစ်ပါတယ်ဒီချီကတီဘာသား corduroy နေရာဆိုလို့ရှိရင်နွေရာသီမှာဝတ်ဖို့အတွက်ဆိုပိတ်စသားအရန်ထူတဲ့အတွက်ကြောင့်အရန်ပူတယ်ဝတ်လို့မကောင်းဘူးမိုးရာသီမှာကျတော့လေမိုးဆိုလို့ရှိရင်တော်တော်နဲ့မချဘူးပြီးတော့လို့ရှိရင်ရေဆိုသွားလို့ရှိရင်အနံ့ကလည်းထွက်တယ်ပေါ့နော်ဒါကြောင့်မို့စောင်းရာသီမှာဝတ်ဖို့အတွက်ကအကောင်းဆုံးဖြစ်ပါတယ် corduroy သားတွေကိုဒီအပေါ်ပိုင်းကုတ်အင်ဂျီဖြစ်နေရောဘောင်းမီဖြစ်နေရောဝတ်ဆင်လို့ရပါတယ်ပစ္စမမြောက်အထည်ကတော့ flannel ပဲဖြစ်ပါတယ်flannel ကို cotton ဒါမှမဟုတ် wool လို့ခေါ်တဲ့ပိတ်စသားကနေရတာဖြစ်ပါတယ်ထူးခြားတာကပိတ်စရဲ့မျက်နှာပြင်ကိုပုတ်တိုက်ထားတာကြောင့်မလို့ပိတ်စရဲ့မျက်နှာပြင်ကနူးညံ့ပြီးတော့နွေးလည်းနွေးထွေးစေပါတယ်ဒါကြောင့်မလို့ flannel တွေကိုမြန်မာစောင်းမှာဆိုလို့ရှိရင် shade အင်ဂျီအဖြစ်နဲ့ရောဒါမှမဟုတ် layer အဖြစ်နဲ့အပြင်သွားရင်လည်းထပ်သွားလို့ရပါတယ်နောက်ဆုံးပြပြမယ့်ပိတ်စကတော့ fleece ဆိုတဲ့ပိတ်စအကြောင်းပဲဖြစ်ပါတယ် fleece မှာက cotton fleece နဲ့ polyester fleece ဆိုပြီးနှစ်မျိုးရှိရပေါ့နော် cotton fleece ကတော့ cotton နဲ့ fleece နဲ့နှစ်မျိုးပေါင်းထားတာဖြစ်တယ်သူကလေဝင်လေထွက်ကောင်းတယ်ပြီးရင်နွေးလဲနွေးတယ်ပေါ့နော် quality ကောင်းကောင်းနဲ့အသုံးပြုချင်တဲ့ brand တွေဆိုလို့ရှိရင် cotton fleece ကိုသုံးကြရများတယ် polyester fleece ကကြတော့ polyester ရဲ့ fleece ရဲ့နှစ်မျိုးပေါင်းထားတာဖြစ်တယ်သူကကြတော့ cotton လောက်လေဝင်လေထွက်မကောင်းဒါပေမဲ့ရေအချောက်ညံ့တယ်ဈေးသက်သာရပေါ့နော်ဒီနှစ်မျိုးလုံးကိုလူငယ်တွေကြားမှာအဝတ်များတဲ့ hoodie တို့ jacket တို့မှာသုံးကြပါတယ်ဆိုတော့အခုပြောသွားတဲ့ပိတ်စတွေကတော့မြန်မာနိုင်ငံကစောင်းရာသီမှာအဝတ်အများဆုံးပိတ်စအချို့အကြောင်းပဲဖြစ်ပါတယ်တကယ်တော့မြန်မာနိုင်ငံစောင်းရာသီမှာကနွေရောင်ဝတ်ဖို့ထက်စောင်းရာသီ fashion နေနဲ့ပဲ styling လုပ်လို့ရတာဖြစ်ပါတယ်ဆိုတော့အခုပြောသွားတဲ့စောင်းရာသီမှာဝတ်လို့ရတဲ့ပိတ်စအကြောင်းလေးတွေကိုမေးထားတဲ့ညီမလေးရောသိသွားမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတား